အဲ့လိုမရဘူးထိုး အဲ့လိုမရအောင်ထိုးထိုးနေရမျိုးဖြစ်တယ်နောက်ကဒီနေရာမှာကတစ်ခါလေကြာရင်လေတင်းဆွဲနေသလိုဆုပ်ဆွဲထားသလိုခံစားချက်မျိုးတွေရောဖြစ်လာဖြစ်တယ်နော်ပြီးတော့ဒီဘက်လက်ကိုရောဖိအိတ်ဆောင်းရတာမျိုးတွေများလာဖြစ်တဲ့ဘက်ကအဲ့လိုမရဘူးအားဖြစ်တယ် ဟုတ်ကဲ့အခုလောလောဆယ်တော့နာရာကျင်နာကြိုက်တာလေးရှိနေတယ်နော်တကယ်ပါအခြားသောဒဏ္ဍာအနေနဲ့ရောစီးချိုဘာရှိသေးလဲမရှိနော်စီးချိုသေးတို့ရောရှိလားတူတူတော့ရှိ သေးတို့ရှိတယ်စီးချိုတော့မရှိဘူးနှလုံးရောဂါခံရှိပါသလား ခါနဲ့နဲ့ကြိုက်တယ် ခါနဲ့နဲ့ကြိုက်တယ်ခါနာတာကြာပြီလား ကြတယ်ခုတလောကစားဖြစ်လာ ဒါဖြစ်ပြီးမှလည်းဖြစ်တာလားဟုတ် တိုက်လေးကလည်းကွဲလာဆိုတော့ထုံသေးကြောင်လားဘာလားတော့ဆရာရ ဟုတ်အခုဒီပြရဲ့နေရာလေးပေါ့ဒီနေရာလေးတွေရော X ပြရဲ့နေရာလေးတွေနောက်ရှောက်မှာအမြောင်းထဲမှာပဲဖြစ်တာနော် run point မှာလည်းထိထားတယ်ဒီအပိုင်းတော့အလေးပင်တွေမမပါနဲ့ဒီကြော်သားတွေကအလေးပင်မတဲ့ဆာမှာအញ្ញမ်းလုပ်လို့ရပါတယ်ဖြစ်နေသမျှအလေးပင်မခြင်းနောက်ကကြတော့ဟိုပါပေါ့နားတဲ့ဘက်ကို PA ဆောင်းအိတ်ချင်းမလုပ်ပါနဲ့ဈေးချောင်းဆွဲတာမျိုးเนาะပစ္စည်းလေးတွေဆွဲတင်တာဆွဲမတာမျိုးကလေးတွေပွေ့ချီတာမျိုးအဲ့လိုမျိုးတွေပေါင်းမှရေလောင်းနေဆိုရင်ဒီလက်ကထိမ့်ပြီးလောင်းတဲ့အမျိုးပေါ့เนาะအဲ့လိုအခြေအနေမျိုးလေးတွေကိုတော့ရှောင်ပေးရမယ်เนาะဟုတ်ကဲ့ပါအောင်ကြောကြောင်တာဖြစ်တဲ့ကြောင့်ဒီပြဿနာမျိုးကကြတော့အယောင်ကျသွားရင်နာရာကျင်နာကြိုက်တာတက်တာသွားလိမ့်မယ်ပုံမှန်အဖြစ်အောင်ကြောလေးတွေကအုံနောက်ကနေစီးစင်းတယ်ကြောရိုးဖြတ်တယ်ပြီးဒီနောက်ရောက်ပြီဆိုရင်လက်ပြင်ကြောကိုသွားတယ်အောင်ကြောတစ်ခုရှိ dorsal scapular nerve လို့ခေါ်တယ်ဒီကောင်လေးတွေကဟောဒီလက်ပြင်ကြောတဲ့ကိုရောဟောဒီနောက်ကြောတဲ့ကိုရောသွားတယ်သွားတဲ့အခါမှာတစ်ခါတည်းမှာကခုနပြောလို့အောင်ကြောတွေရောင်းလာပြီဆိုသူကဒီကြောသားတွေတစ်ခုပဲအမိန်ပေးတာမင်းတို့မလုံနဲ့လှုပ်ရင်နားလိမ့်မယ်အဲ့တော့ဒီကြောသားတွေပေါ့ဆိုတော့တောက်ခဲခဲကြီးဖြစ်သွားတယ်အဲ့တော့လှုပ်ရှားမှုလုပ်တိုင်းမှာအထဲမှာလှုပ်ရှားကြီးခံနေသလိုတန်ကြောင်းကြီးခံနေသလိုခံစားချက်မျိုးတွေဖြစ်လာတယ်ဆိုတာဒီအခုနပြောတဲ့အောင်ကြောကြော်ရမှုတော့ဖြစ်လာတယ်နော်အဲ့တော့ဒီချိန်မျိုးလေးတွေကနေကြော်ဖြတ်လာဆိုရင်နံပါတ်1အယောင်ကြအောင်လုပ်ပေးပါမယ်နံပါတ်2နာကျင်ကခဲမှုတက်တာအောင်ဆောင်ရွက်ပါမယ်နံပါတ်3ကကြော်သားရဲ့လှုပ်ရှားမှုပုံမှန်တိုင်းပြန်ရအောင်လေ့ကျင့်ခန်းလေးတွေသွားပေးမယ်ဒါလေးဆိုရင်ပို့ပြီးတော့သိတာစေတယ်နော်ဟုတ်ပါပြီဗျာကျောနောက်ကတအားထိုးကြိုက်လို့ခံစားရတာတအားကိုခံစားရတယ်ဟိုမအိတ်နိုင်ဘူးအဲ့ဘက်ကဖြစ်အိတ်လို့လည်းမရဘူးတခါတကြမ်းမဟုတ်အိတ်ရအဲ့လိုဖြစ်ရတယ်နှစ်လလောက်ရှိတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်တအားခံစားနေရလို့လက်အိတ်လို့မရဘူးလက်ဒီလက်မရလားကျမဘဝဒုက္ခရအောင်တအားဒုက္ခပြည့်အားကြောင့်